ကျွန်တော်မွေးရဲ့ရွာတစ်ခေါက်တော့လန်းလာရန်တရားကောင်းတဲ့တို့တောင်းတမ်းများတာရဒီတကုန်းစိတ်ဆမ်းများအနေလူအေးချမ်းတဲ့ကျွန်တော်တို့ရွာတခါရောက်ရင်မပြေချင်အောင်ပဲဖြစ်လို့တွားရမှာလာဖြစ်အောင်လာခဲ့ပါအောင်လံမြို့ပိုင်းသစွာရွာလီဖိတ်ခေါ်လျက်ပါညာထွေပြူငါအဝိတကေကြည်စရာမှာတာရဏရောက်ဒီလီဝင်းပြညီညွတ်စရာလုံကောင်းလာတဲ့အေးစီဒီပယာဖူးတွေရစီမှာဆက်စုဝါကြောင်းတိုက်တွေမှာတည်ရှိလို့နေတာကြွားရဲ့ကျိုးလေးရွေးဆောင်တာရဏကျိုးလေးရွေးဆောင်တရွာလုံးလေစုပေါင်းရွယ်ဆောင်ပညာလေးဒီလူဒါနာပေါ်များလာပေပြူစင်လို့ယူတာကြသည်လေလာဖို့ဖိတ်ကိုပြာစီဝေးကချစ်တော်မေတဟာစီပညာရေးမှာဂုံယူလောက်เสียရကေကောင်းလာပြီစာတင်ကြောင်းကတင်ပြကောင်းလို့ကျင်ကြီးလေးမှာလူတော်လူကောင်းများကိုမွေးထုတ်ပြီးတဲ့ရွာညနေစည်းစာအရှင်ကလာပြတဲ့တင်းသုံးရွာတနခါပကွက်ကြလေးနဲ့ရင်ခဲစင်းတဲ့ရင်ဝီလီဟာတော်ဝင်မကြီးကတစ်ချက်ပမာရင်တဲ့ရှုမောဖြစ်စီရမှာစေကျင်တာအဝိတကေကြည်စီရမှာလာပြေအောင်လာခဲ့ပါအောင်လံမြို့ပိုင်းသစွာရွာမစီလူကျူနေမှာတိုင်းတော်နီလေးကကျွန်တော်မွေးရဲ့ရွာတစ်ခေါက်တော့လန်းလာရန်တရားကောင်းတဲ့တို့တောင်းတမ်းများတာရဒီတကုန်းစိတ်ဆမ်းများအနေလူအေးချမ်းတဲ့ကျွန်တော်တို့ရွာတခါရောက်ရင်မပြေချင်အောင်ပဲဖြစ်လို့တွားရမှာလာဖြစ်အောင်လာခဲ့ပါအောင်လံမြို့ပိုင်းသစွာရွာလီဖိတ်ခေါ်လျက်ပါညာထွေပြူငါအဝိတကေကြည်စရာမှာတာရဏရောက်ဒီလီဝင်းပြညီညွတ်စရာလုံကောင်းလာတဲ့အေးစီဒီပယာဖူးတွေရစီမှာဆက်စုဝါကြောင်းတိုက်တွေမှာတည်ရှိလို့နေတာကြွားရဲ့ကျိုးလေးရွေးဆောင်တာရဏကျိုးလေးရွေးဆောင်တရွာလုံးလေစုပေါင်းရွယ်ဆောင်ပညာလေးဒီလူဒါနာပေါ်များလာပေပြူစင်လို့ယူတာကြသည်လေလာဖို့ဖိတ်ကိုပြာစီဝေးကချစ်တော်မေတဟာစီပညာရေးမှာဂုံယူလောက်เสียရကေကောင်းလာပြီရွာဝင်စာတင်ကြောင်းကတင်ပြကောင်းလို့ကျင်ကြီးလေးမှာလူတော်လူကောင်းများကိုမွေးထုတ်ပြီးတဲ့ရွာညနေစည်းစာအရှင်ကလာပြတဲ့တင်းသုံးရွာ
တနခါပကွက်ကြားလေးနဲ့ရေခဲစင်းတဲ့ညီငွေလေးကတော်ဝင်မကြီးကတစ်ချက်ပမာရင်တဲ့ရှုမောဖြစ်စီရမှာခေါ်တော့လာစေချင်တာအဝိတကေကြီးစီရမှာလာပြေအောင်လာခဲ့ပါအောင်လံမြို့ပိုင်းစစွာရွာမစီလူကျူနေမှာ